မင်္ဂလာပါခိုင်လေးပဲဖြစ်ပါတယ်အခုပေါ့နော်ဒီကလေးတွေကတော့ဒါကလေးတွေအတွက်ပေါ့နော်ဒီကျောင်းမှာစာသင်တဲ့ကလေးတွေပဲဖြစ်ပါတယ်ဒါလေးတွေထဲမှာဒီစာထဲမှာဒီစကားလုံးလေးတွေထဲမှာကိုယ့်အတွက်ဗာလေးတွေအသုံးဝင်မလဲဆိုတာကိုတစ်ချက်လောက်တူလိုက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာ तू ကလိမ္မော်သီးပေါ့နော်လိမ္မော်သီးကိုဆိုလို့ရှိရင်တော့ OR orange ဆိုတာကတော့လိမ္မော်သီးပေါ့နော်ဒါဆိုရင်တော့ဒါလိမ္မော်သီးကိုပြောတာပဲဖြစ်ပါတယ်ဒါကတော့သူတို့စာပေါ့နော်သူတို့စာအမှန်ပေါ့ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာပုံလေးပြထားတယ်အုံနှောက်ပုံလေးပေါ့နော်ဒီအုံနှောက်ကိုဆိုလို့ရှိရင်တော့ဒါဥတ္တလို့ခေါ်တယ်ပေါ့နော်ဥတ္တဆိုလို့ရှိရင်တော့ဒါအုံနှောက်ကိုပြောတာပဲဖြစ်ပါတယ်ဒီမှာပေါ့နော် OTK ဥတ္တဆိုတာကတော့အုံနှောက်ပေါ့နော်ပြီးတော့ဒီမှာ P နောက်တစ်ခုကကြတော့ဒီမှာ P ဆိုလို့ရှိရင်တော့ pencil ဆိုတာကတော့ဒါခဲတယ်ပေါ့နော်အလုံးသိတဲ့အတိုင်းပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာဒီဟာကတော့ပုံစံလေးကဒါကျွန်းကိုပြောတာပဲဖြစ်ပါတယ်ဒီကတော့ပူလောက်ပေါ့နော် PULAU ပူလောက်ဆိုတာကတော့ကျွန်းကိုပြောတာပဲဖြစ်ပါတယ်ပြောမယ်ဆိုတော့ပူလောက်ပီနန်းဆိုလို့ရှိရင်တော့ပီနန်းကျွန်းပေါ့နော်ပူလောက်လန်ကာဝီဆိုရင်တော့လန်ကာဝီကျွန်းပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒါပူလောက်ဆိုတာကတော့ကျွန်းကိုပြောတာပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကပေါ့နော်ဒီမှာအဖွားပုံလေးပေါ့နော်ဒီကအဖွားဆိုလို့ရှိရင်တော့ဒါနဲ့လို့ခေါ်တယ်ပေါ့နော်ဒါဆိုတော့နိုင်ငံအဖွားတွေဆိုရင်နဲ့ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာအဖိုးပေါ့နော်ဒါအဖိုးပုံလေးပေါ့နော်အဖိုးဆိုတော့ဒါတော့ဆိုတာကတော့အဖိုးကိုပြောတာပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဆောနကတော့ကဆိုရင်တော့အဖွားကိုဆိုရင်နဲ့ဒီမှာအဖိုးကိုဆိုရင်တော့ဒါဆိုတော့အဖိုးပေါ့နော်ပြီးတော့ဒါကတော့တစ်ရွက်ကလေးပေါ့နော်ဒီမှာတစ်ရွက်ကလေးဒီတစ်ရွက်တွေဆိုတော့ဒေါင်းလို့ခေါ်တယ်ပေါ့နော်ဒေါင်းဆိုတာကတော့ဒါသူတို့ရဲ့ဒါတစ်ရွက်တွေကိုခေါ်တာပဲဖြစ်ပါတယ်ပြီးတော့ပေါ့နော်ဒီမှာဒီတစ်ခုပေါ့နော်ဒီမှာချာဝန် CAWAN ချာဝန်ဆိုတာကတော့ဒီခွက်ကိုဒီရေတောက်တဲ့ခွက်တွေပါပြောတာပဲဖြစ်ပါတယ်ဒါကတော့ coffee ခွက်ကလေးပေါ့နော်ဒါကတော့ခွက်ကိုဆိုရင်တော့ချာဝန်ဟုတ်ပြီနော်ပြီးတော့ဒီမှာဒါကတော့ချီလီဆိုတာကတော့အားလုံးသိရတဲ့အတိုင်းဒါသူတို့ရဲ့ချီလီပေါ့နော်စေးဆိုင်ရဲ့လိုက်ချီလီဆိုတာကတော့ငရုတ်သီးကိုပြောတာပဲဖြစ်ပါတယ်ဒါကတော့စာအမှန်ပေါ့နော်ဒါသူတို့ရဲ့တကယ်စာအမှန်ပဲဖြစ်ပါတယ်ဒါကတော့ကျောင်းမှာကလေးတွေကိုပေါ့နော်တင်မဲ့စကားလုံးလေးတွေပဲဖြစ်ပါတယ်စလုံးလေးတွေပဲဖြစ်ပါတယ်ဒါကိုကျမတို့ဆိုင်မှာပေါ့နော်ကလေးတွေလိုမျိုးလေးထုတ်ပြရတယ်ပေါ့နော်ဒါကတော့မော်တော်ဆိုင်ကယ်ကိုတော့မော်တော်ဆိုင်ကယ်ပဲခေါ်ပါတယ်မော်တော်ဆိုင်ကယ်ပေါ့နော်ပြီးတော့ဒီမှာမူဆန်ဆိုတာကတော့တောကြောင်ကိုပြောတာပဲဖြစ်ပါတယ်ဒီပုံလေးကတောကြောင်ပုံလေးပေါ့နော်ဒါကတော့မူဆန်တောကြောင်ပေါ့နော်ဒီမှာအရန်နာမည်ကြီးတာကတော့မူဆန်ကင်းဆိုတာကတော့ဒူးရင်သီးမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်ဒူးရင်သီးမျိုးစိတ်တစ်မျိုးလဲမူဆန်ကင်းလို့ခေါ်တယ်ပေါ့နော်ဒါကတော့ဒီရဲ့ဟာကိုနောက်ကနေကင်းထဲလိုက်တာပေါ့နော်အဲဆိုတော့ဒါဒူးရင်သီးအရန်နာမည်ကြီးစေးကြီးတဲ့ဒူးရင်သီးပေါ့နော်ကဲအားလုံးပဲဘိုင်